မင်္ဂလာပါဆိုတော့ဒီနေ့ကျွန်တော်ရွှေကိုပေါ့နော်HUSD ကိုဒါ analysis လေးလုပ်သွားပါမယ်ကျွန်တော်ကြည့်လိုက်မယ်ပေါ့နော်ရွှေကကျွန်တော်မနေ့ကဆွဲပြခဲ့တယ်ပေါ့နော်ကျွန်တော်ဒီကိုယ့်ရဲ့ဒီ zone ထဲမှာပေါ့နော်ကျွန်တော်ဆွဲခဲ့တဲ့ဒီ zone ထဲကိုဝင်လာပြီးတော့ကျွန်တော်ဒီရွှေကဒါပြန်တက်သွားတယ် okay ဆိုတော့ကြည့်လိုက်ဘယ် zone လဲဆိုတော့မနေ့ကကျွန်တော်420ပေါ့နော်ဒီ zone မှာဝင်လာပြီးတော့ဈေးကအပေါ်ကိုတက်သွားတယ်အာယူတာဒီ9100အထိပဲပေါ့နော်အာယူပြီးတော့သူကအပေါ်ကိုတက်ချသွားတာပေါ့နော်ကျွန်တော်တို့ဆွဲထားတဲ့ zone မှာဒီမှာလာပြီးတော့ထိပြီးတော့သူတက်သွားတာโอเคမနေ့ကကျွန်တော်ဘယ်ထိလဲဆိုရင်9250အထိကိုဒါအတက်အာယူခဲ့တာပေါ့နော်ဆိုတော့ဒီနေ့မှာလဲကျွန်တော်ကဒီလောင်းပေါ့နော်အဝယ်ဒီဘယ်မှာဝင်လို့ရလဲဆိုရင်9100နဲ့မှ9180ဒီစုံမှာကျွန်တော်အဝယ်တွေဝင်လို့ရပါတယ်။ Okay take profit အနေနဲ့ဆိုရင်ဘယ်ထိလေယူလို့ရလဲဆိုရင်9250ပြီးရင်ကျွန်တော်နောက်ထပ်ဆုံးရှိသေးတယ်ကျွန်တော်ဘောနော်ဆက်ပြီးတော့တက်နိုင်ခြေအားဆိုရင်9350ဒီထိပေါ့နော်ကျွန်တော်ဒါအမြဲယူလို့ရပါတယ်ဆိုတော့လုံးဝ AD higher high အမြင့် point ဆိုရင်တော့ဒါ9400ပေါ့နော်ဒီထိပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ကအနည်းဆက်ဆုံးကျွန်တော်က TP ယူမယ်ဟေ့ဆိုရင်ဒါမနေ့ကရောက်ခဲ့တဲ့ဈေးတန်း9250ပေါ့နော်။ Okay ပြီးတော့9350ဒီမှာကိုယူလို့ရတယ်။ Stop loss အနေနဲ့ဆိုရင်ကျွန်တော်မနေ့ကဘယ်ထိယူလို့ရလဲဆိုရင် stop loss ကကျွန်တော်9150မှာကျွန်တော်တို့ဒါ stop loss ထားပါ9180မှာကျွန်တော်တို့ဘိုင်ယာဝင်လို့ရပါတယ်။ seller တွေကတော့သတိထားပါကျွန်တော်ကတော့ဒီအယောင်းမကြိုက်ပါဘူးအဝယ်ပဲကြိုက်ပါတယ်ဆိုတော့အဝယ်ကိုပို့ပြီးတော့ယူလာပေးပါဆိုတော့ဒီနေ့မှာလည်းတို့ရဲ့မိတ်ဆွေအားလုံးအမြဲကိုစီရလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်